တရဏဂုံကျင့်စဉ်များအနက်မှာတစ်ခုကိုကျွန်တော်ပြန်လည်မျှဝေပေးပါရစေပထမဦးစွာမိမိရဲ့ဘယ်ဘက်နှလုံးကိုဖိပြီးတော့မှတရဏဂုံအနုလုံပရိလုံကိုပူဇော်ရမှာဖြစ်ပါတယ်ဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိပြီးလို့ရှိရင်မိမိနှလုံးသားမှာကောင်းမွန်သောအရာများကိုသာနှလုံးသွင်းရပါလို့ဤလို့ပြောဆိုရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လက်ခလယ်နဲ့နှကန်းရဲ့အလယ်လေးကိုထိပြီးတော့မှတဏ္ဍကုံအနုလုံပြုလုံကိုပူဇော်ရမှာဖြစ်ပါတယ်ဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိပြီးလို့ရှိရင်ကောင်းမွန်သောအရာများကိုသာပြောဆိုရပါလို့ပြောဆိုပါမယ်ပြီးရင်နစီလေးကိုထိပြီးတော့မှတဏ္ဍကုံအနုလုံပြုလုံကိုပူဇော်ရပါမယ်ဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိကောင်းမွန်သောအရာများကိုသာကြားရပါလို့ပြောဆိုရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မျက်လုံးရဲ့ထောင်လေးကိုထိပြီးတော့မှတဏ္ဍကုံအနုလုံပြုလုံကိုပူဇော်ပါမယ်ဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိသံဃံတဏ္ဏံကိစ္ဆာမိဓမ္မံတဏ္ဏံကိစ္ဆာမိဗုဒ္ဓံတဏ္ဏံကိစ္ဆာမိပြီးလို့ရှိရင်ကောင်းမွန်သောအရာများကိုသာမြင်တွေ့ရပါလို့လို့ပြောဆိုပါမယ်ဤကဲ့သို့ပြောဆိုခြင်းဖြင့်မနေ့တစ်ကြိမ်ညတစ်ကြိမ်ကိုပုံမှန်ပြောဆိုပါမယ်အလုပ်ကိစ္စရှိတဲ့အခါမျိုးမှာလည်းရွတ်ပတ်ပြောဆိုပါမယ်ဤသို့ပြောဆိုခြင်းအဖြစ်မိမိဟာကောင်းသောမြင်ခြင်းကောင်းသောကြားခြင်းကောင်းသောပြောဆိုခြင်းတွေကိုနိတူတူကပြောဆိုခြင်းအဖြစ်မိမိတို့ရဲ့စီးပွားလက်လာပဥစ္စာတနာများတိုးပွားစေမှာဖြစ်ပါတယ်အထူးကျေးဇူးတင်ပါတယ်